ဒီနေ့မှာတော့ကျွန်တော်တို့အတူတူစူးစမ်းလေ့လာချီချင်တာကတော့မတည်သေးတဲ့အရာတစ်ခုတည်းကိုခြေစုံပြဝင်ရတဲ့ခရီးစဉ်တွေရဲ့အခြေခံတဘောတရားပေါ့ဒီလိုခရီးမျိုးကိုနားလည်ဖို့အတွက်ရှေးချပြီးလူတိုင်းနဲ့ယင်းရဲ့ဇလန်တပုတ်ကိုလမ်းညွှန်ဖြစ်အသုံးပြုပြီးကြီးသွားကြမှာမယ်မေခွန်းကတော့ဒါပါပဲမတေချာမရီရတဲ့အနာဂတ်ထဲကိုလူတစ်ယောက်ကဘလို့များခြေလမ်းဝင်ရမလဲဟုတ်တယ်မလားဒီမေခွန်းကလေလူတိုင်းရဲ့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ကြုံဖူးကြတွေ့ဖူးကြမှာပါအဲ့ဒါကြောင့်ပဲဒီအကြောင်းအရာကကျွန်တော်တို့အားလုံးနဲ့တဆိုင်နေတာပေါ့ဒီ question စိတ်ဖြာမှုတစ်ခုလုံးကဒီမေခွန်းပေါ်မှာပဲအခြေခံထားတာပါဒီနေရာမှာအခြေခံအကြောင်းဆုံးခေါ်ဆိုမှုတစ်ခုကိုတွေ့ရမှာပါအာဗြဟံကိုပြောတာကမင်းနေတဲ့ပြည်ကနေထွက်သွားငါပြမယ့်ပြည်ကိုသွားရတယ်ဒီမှာတတိထားကြည့်လိုက်လေဘယ်ကိုသွားမလဲဆိုတာကိုအရင်မပြဘူးသွားဆိုတဲ့အမိန့်ကအရင်လာတယ်လှုပ်ဆောင်ချက်ကအရင်အဖြေကနောက်ကလိုက်လာတဲ့သဘောမျိုးပေါ့ဒါကဘာနဲ့တူလဲဆိုတော့အစီအစဉ်အသေးစိတ်တွေမတည်သေးခင်မှာပဲလုပ်ငန်းစဖို့ဆုံးဖြတ်လိုက်တဲ့စွန့်ဦးတီထီထွန်းသမားတယောက်လိုပါပဲကဲဒါဆိုပထမပိုင်းနဲ့အာဘီယန်ရဲ့ဇလန်ကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြရအောင်သူ့ရဲ့ခရီးကယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ခရီးစဉ်တွေရဲ့ရှေ့ပြေပုံစံလိုဖြစ်နေတာကိုစဉ်းစားကြည့်လေမြေပုံမရှိပဲခရီးထွာရတယ်လို့ပဲကိုယ်လမ်းညွှန်ကိုယုံကြည်ပြီးတလိုင်းချင်းရှောက်ရတာမျိုးပေါ့ဒီနေရာမှာတကယ်ကိုအန်အောစရာကောင်းတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကအာဗျာမြေအသက်ပါအသက်85နှစ်ဟုတ်ပါတယ်85နှစ်ပါဒီအသက်အရွယ်ဆိုလာကလူတယောက်အသက်ဘလောက်တောင်အခြေကျပြီးအသားကျနေမလဲအဲ့ဒီလိုအချိန်မှာသူ့ရဲ့လုံးကြုံမှုသူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့ဘဝတစ်ခုလုံးကိုဆွတ်လွတ်ဖို့တောင်းဆိုခံခဲ့ရတာတကယ်ဆိုအနားယူရမယ့်အရွယ်မှာအရာအလုံးကိုနောက်မှထားခဲ့ပြီးမတိသေးတဲ့အနာဂတ်တွေကိုခုန်ဆင်းခဲ့ရတာပါအဲ့ဒီတော့သူ့ကိုပါရီပေးပြီးပါရီမပေးခဲ့ဘူးလဲဆိုတာကိုတစ်ချက်ကြည့်လိုက်အောင်ဂရီပေးခဲ့တာတွေကတော့အင်မတန်ကြီးကျယ်ခမ်းလာတယ်နိုင်ငံကြီးတဲ့နိုင်ငံဖြစ်စေမယ်ကောင်းကြီးပေးမယ်နာမည်ကိုကြီးမြတ်စေမယ်စတဲ့ဖြစ်ပေါ့ဒါပေမဲ့ချန့်ထားခဲ့တာတွေကတော့မြေပုံမပါဘူးဘယ်နေရာကိုသွားရမယ်ဆိုတာအတိအကျမပြောဘူးဘယ်လောက်ကြာမလဲဆိုတဲ့အချိန်ကာလလည်းမရှိဘူးဒါဟာယုံကြည်ခြင်းရဲ့အနှစ်သာရကိုရှင်းရှင်းလင်းလင်းပြနေတာပဲဘာအာမခံချက်မှမရှိပဲယုံကြည်မှုတစ်ခုတည်းနဲ့ရှစ်ဆက်ရတာမျိုးပါဒီလောက်ကြီးရတဲ့ဂတိသေးနဲ့ဒီလောက်ကြီးမားတဲ့မတိချမှုတွေကြားထဲမှာသူ့ရဲ့တုံ့ပြန်မှုကဘလို့ရှိခဲ့လဲရန်ကိုရုပ်ရှင်တယ်ဖျားသခင်မင်းလုံတဲ့အတိုင်းအာဗြဟံကတွားတယ်တဲ့ဒီလောက်ပါပဲဒါပေမဲ့အဲ့ဒီရုပ်ရှင်ကလွယ်လွယ်လေးတစ်ခုကပဲတမိုင်းတစ်ခုလုံးကိုပြောင်းလဲစေခဲ့တဲ့မီးပွားလေးဖြစ်လာခဲ့တာပါဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာပြီဒီလောက်ခက်ခဲတဲ့ခရီးစဉ်အတွက်ခွန်အားကတော့ဘဲကလာတာလေလူတယောက်ရဲ့တတိတတန်နဲ့ဖြစ်နိုင်ပါမလားကဲဒီမေးခွန်းကပဲကျွန်တော်တို့ကိုဇလိုင်းရဲ့နောက်တစ်ပိုင်းစီခေါ်သွားပါလိမ့်မယ်အာပြင်ရင်ဆိုင်ခဲ့ရတဲ့ကြီးမားတဲ့စိန်ခေါ်မှုကနေအဲ့ဒီခီးကိုပြင်းမြောက်စေခဲ့တဲ့ခွန်အားရဲ့အရက်မြစ်စီကိုကူးပြောင်းပြီးလေ့လာကြည့်ကြအောင်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ဒုတိယပိုင်းကိုရောက်လာပါပြီဒီပိုင်းမှာကကျင်းစုတော်ဆိုတဲ့အကြောင်းကိုအဓိကထားပြီးပြောသွားချင်ပါတယ်ဆိုလိုတာကခီးစဉ်ကိုဖြစ်မြောက်စေတဲ့ခွန်အားကခီးစစ်မှာရလာတာမဟုတ်ပဲအစကတည်းကရှိနေပြီးသားခွန်အားတစ်ခုကြောင့်ပါလူစွမ်းနာတက်မဟုတ်တဲ့အရာတစ်ခုပေါ့ကျေးဇူးတော်ဆိုတာပါလဲအဲ့ဒီပဲဖွင့်ဆိုရင်ဒါကအခြေအနေမဆက်တင်ခင်ကလည်းကရှိနေတဲ့ဖရာသခင်ရဲ့အကြံအစီအတော်တစ်ခုပါဆိုလိုတာကဒါဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ကြောင့်ရလာတဲ့ဆုလောက်တစ်ခုမဟုတ်ဘူးထာဝရကလေးကရှိနေတဲ့ရည်ရည်ချက်ကြီးတစ်ခုရဲ့အစိတ်ပိုင်းပါဥပမာပြရင်ကိုလို့စ조사လို့ရတဲ့လဆာလို့မဟုတ်ပဲမွေးကလေးကအသင့်ရရှိထားတဲ့အမွေတစ်ခုနဲ့ပို့တူပါတယ်ဒါကြောင့်အဓိကအချက်ကတော့ရှင်းလေးပါပဲခရီးစဉ်အတွက်လိုအပ်တဲ့ခုနဆိုတာကိုယ့်စီကထွန်းလာတာမဟုတ်ဘူးပေးသနာချင်းခံရတဲ့အရာလက်ဆောင်တစ်ခုဖြစ်တယ်လူတယောက်ရဲ့တတိတက်ကြောင့်မဟုတ်ဘဲအထက်ကပေးတဲ့အစွမ်းတစ်ခုကြောင့်ဖြစ်တယ်ဆိုတာကိုနားလည်ဖို့အရေးကြီးပါတယ်ဒီဖျားသခင်ရဲ့အစီအစဉ်ရဲ့နောက်ဆုံးရလက်ကပါဖြစ်လာတယ်လေဒီမှာပြောထားတာကတော့ခစ်တော်ကတေချင်းတရားကိုဖျက်ဆီးလိုက်ပြီးအသက်နဲ့မတေနိုင်တဲ့ဘဝကိုထင်ရှားစေခဲ့တယ်တဲ့ဒီနေရာမှာထင်ရှားစေတဲ့ဆိုတဲ့စကားလုံးကအရေးကြီးတယ်အသက်ကိုအသက်ဆက်ဖန်တီးလိုက်တာမဟုတ်ဘူးရှိနေမိပြီးသားအရာတစ်ခုကိုမြင်တောင်ဖော်ပြလိုက်တာအလင်းပြလိုက်တာမျိုးပါပဲကဲအခုဆိုရင်တော့ဒီတစ်ခေါက်လေးလာမွေးအထွတ်တိတ်လို့ပြောလို့ရတာအပိုင်းကိုရောက်လာပါပြီတောင်ပေါ်ကဗျာတွေလူပါယုံဒါကတော့ယေရှုရဲ့ဖုံးပြတင်ရှားစွာအတွင်ပြောင်းလဲခဲ့တဲ့ဖြစ်ရပါဒီဖြစ်ရကိုရှေ့ဆက်ရမယ်ခက်ခဲကြမ်းတမ်းတဲ့လမ်းအတွက်အင်အားဖြစ်စေမယ့်ယူပါယုံတစ်ခုအနေနဲ့ကြည်ထွားကြပါမယ်ဒီဖြစ်ရကိုမလေးလာခင်မှာနောက်ခံအကြောင်းအရာလေးတစ်ခုသိထားဖို့လိုပါတယ်ကျန်းစာထဲမှာတောင်တွေဆိုတာကရိုးရိုးတောင်တွေမဟုတ်ပါဘူးသူတို့ကဗျာဒီတော်တွေပေါ်ထွန်းတဲ့နေရာဖျားသခင်နဲ့လူသားလေးတွေးဆုံတဲ့ဝိညာဉ်ရေးအရာအရေးပါတဲ့နေရာတွေဖြစ်သတ်မှတ်ထားကြပါတယ်အဲ့ဒီတော့တောင်ပေါ်မှာဘာတွေဖြစ်ခဲ့လဲအစင်လိုက်ကြည့်ကြအောင်ပထမဆုံးယေရှုကတပိတ်ထုံးရောက်ကိုခေါ်ပြီးတောင်ပေါ်တက်သွားတယ်အဲ့ဒီမှာရုတ်တရက်သူ့မျက်နှာတော်ကနေလိုထွန်းလင်းလာပြီးအဝတ်စားတွေကဖြူပွေးတောက်ပသွားတယ်ပြီးတော့မောရှေနဲ့အေလိယာဆိုလိုတာကပြည့်ညက်တရားနဲ့ prophet တွေကပေါ်လာပြီးသူနဲ့စကားပြောကြတယ်အဲ့ဒီနောက်မောဒင်ထဲကနေဒါငါချစ်တဲ့သားပဲ
ဆိုတဲ့အတန်တော်ထွက်လာတယ်အဆုံးမှာတော့အဲ့ဒီရူပါယုံတစ်ခုလုံးပြောက်ကွယ်သွားပြီးယေရှုတယောက်တည်းကြံခဲ့ပါတယ် ဒီမြင်ကွင်းကိုတွေ့တော့ပေထရုရဲ့တုံ့ပြန်မှုကအယံကိုလူတဘာဝဆန်ပါတယ်သူကဒီမှာနေရတာအယံကောင်းတာပဲဆိုပြီးဒီဖုန်းအသီးတွေကိုထိမ့်သိမ်းထားခြင်းတယ်အတိတ်ကပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့မော်ရှင်နဲ့အေလီယာကိုအာယုံဆိုင်နေတယ်ဒါပေမဲ့ဖျားသခင်ရဲ့အမိန့်တော်ကတော့လုံးဝကိုကွဲပြားနေတယ်ဒီသူကငါသားပဲသူ့စကားကိုနားထောင်တယ်အတိတ်မှာပိတ်မိမနေပဲအနာဂတ်ဖြစ်တဲ့ယေရှုကိုပဲလိုက်ဖို့လမ်းညွှန်ခဲ့တာပါ ဒီအချက်ကတကယ်ကိုအရေးကြီးပါတယ်ဒီယူပါယုံဒီဖုန်းတဲ့ရေးကြီးကပန်းတိုင်မဟုတ်ပါဘူးဒါဟာခီးရဲ့အဆုံးသတ်မဟုတ်ဘူးဒါကတောင်ကောက်ကလောကကြီးတွေဟိုပြန်ဆင်းပြီးရင်ဆိုင်ရမယ့်ဒုက္ခတွေအခက်ခဲတွေအတွက်လောင်စားပဲဖြစ်တယ်အားရင်ပဲဖြစ်တယ်ဒီတွေ့ကြုံနဲ့ထွက်ပြေးမဟုတ်ပဲဒီတွေ့ကြုံကိုအားဖြစ်တုံးပြီးရှစ်ဆက်ဖို့ဖြစ်တယ် ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့လေးလာသုံးသပ်မှုရဲ့နောက်ဆုံးပိုင်းကိုရောက်လာပါပြီတောင်ပေါ်တော့နေ plan စင်မိခရီးဆက်ရမယ့်အကြောင်းပါဒီအပိုင်းမှာတော့ဖုန်းက program ရဲ့အချက်လက်တွေအားလုံးမပေါင်းဆက်ပြီး decrease ဆိုတာဘယ်တော့မှမပြီးဆုံးမဲ့ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်ကိုအဓိကထားပြီးကြည့်တော့ကြပါမယ်အနစ်ချုပ်ရရင်တော့ဒီလိုယုံကြည်ခြင်း keys and time မှာမရှိမဖြစ်လို့အတဲ့မန်တိုင်ကြီး၃ခုရှိပါတယ်ပထမတစ်ခုက Abraham လိုကမတိတဲ့လမ်းကိုစကန်စေတဲ့ခေါ်တော်မူခြင်းဒုတိယတစ်ခုကတော့ခီးတွားကိုထောက်ပံ့ပေးတဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ဆိုတဲ့ခွန်အားနောက်ဆုံးတစ်ခုကတော့ညော်လင့်ချက်နဲ့ရှေ့ဆက်နိုင်ဖို့လမ်းပြပေးတဲ့တောင်ပေါ်ကယူပါတော်ပါပဲ ယူပါယုံကြည်ပြီးတော့တပိတ်တွေကြောက်လန့်နေချိန်မှာယေရှုပြောခဲ့တဲ့စကားကအယံကိုနှွဲထွေးပါတယ်ထကြမစိုးရင်ချနေတဲ့ဒါဟာကျေးဇူးတော်ရဲ့လှုပ်ဆောင်ပုံမှာပဲလူတစ်ယောက်ကြောက်ရွံ့လဲချနေချိန်မှာပြန်လဲထူမပြေးပြီးရှေ့ဆက်ဖို့အားပေးတာမျိုးပေါ့ နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံကိုခြံထားခဲ့ခြင်းပါတယ်စစ်မှန်တဲ့ခီးစဉ်ဆိုတာတောင်ထိပ်ကိုရောက်ဖို့မဟုတ်ပါဘူးတောင်ထိပ်ကနေရရှိခဲ့တဲ့အတွေ့အကြုံအားရည်နေတဲ့အတူတောင်အောက်ကလောကကြီးတဲကိုပြန်ဆင်းပြီးခီးဆက်ဖို့သာဖြစ်ပါတယ်ဒီအတွေ့ကပဲကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝခီးစဉ်တွေရဲ့အတိတ်ပဲကိုပြန်လဲတောင်းတဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲ